ဒီနေ့ပေါ့နော်ဆိုဖီယာကိုအရင်ကောက်ပြီးတော့ကအယောင်ချဲစာအုပ်လေးပြပါအယောင်ချဲပြပါလို့ပြောနေကြလဲအရင်များလို့အယောင်ချဲပြပါမယ်ချဲပြမယ်ပေါ့နော်ဒါချဲရမယ်လည်းတော့မသိသေးပါဘူးဒီပါရှင်ရောင်ချဲစာအုပ်လေးဒီမှာပါဒီ France လေးပေါ့ဒီရချဲရမယ်လေမသိသေးဘူးဘာချဲရမယ်စင်စာဒီကောင်လေးချေပါမယ်အယောက်ချယ်လေးပါအနည်းအားကျတော့အညူရောင်လေးကျိုးလေးတွေလည်းအညူရောင်လေးလုပ်လိုက်โอเคကျိုးလေးတွေလည်းအညူရောင်လေးလုပ်လိုက်အညူရောင်လေးပါပို့ပွားလေးချေပါနော်ကိုချတူလေးချေဒါအယောင်ချဲလေးရပါရှင်ညို့ညို့အောင်ချဲနေရပါနော်တိတ်မြင်လည်းမမြင်အောင်ရှုပ်ရက်ခဲ့တယ်အားလုံးပဲဘိုင်ပတ်ထုံးမှပြန်တွေ့မယ်